မော်လာဦးနီကအသက်ရှူလမ်းကြောင်းမှာရှိတဲ့အကြည့်ချွေးတွေကိုရှင်းထုတ်ပေးနိုင်တဲ့အကောင်းဆုံးဟင်းသီးဟင်းရွက်ပဲဖြစ်ပါလေ။ပန်းနိုင်ကျက်လေးပြောင်းပြောင်းလေးပြုံချင်းယောဂရှိတဲ့သူတွေနေနဲ့မော်လာဦးနီကိုဖြစ်မနေစားပေးတင်ပါတယ်။မော်လာဦးနီကိုကြိတ်ချီပြီးတော့မှဖြော်ရည်ဖြစ်နေတောက်သုံးနိုင်ရဲ့ဒီမော်လာဦးနီအရာကိုလုံးဝမကြိုက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဒီ vitamin C, beta carotene နဲ့ဒီ flavonoids တွေမြင့်မားစွာပါရှိတဲ့ဒီဝန်နိုင်ကိုစားသုံးလို့ရပါတယ်။ဒီသက်သုံးမျိုးကြတော့တက်ရှူလန်ချမ်းပြဿနာတွေကိုရောပါတက်တာစီရဲ့ပြီးအဆုတ်ဆန်းဆောင်ရည်တွေကတိုးမြင့်လာစေပါတယ်။အသက်ရှူချက်စီရဲ့ဆုတ်ယောဂလီပြိုရောင်ချင်းယောဂတွေကိုတက်တာစေပါတယ်။ဒီသက်သုံးမျိုးဆိုရင်နေရာအပြင်ဒီရွက်တွေရနိုင်တယ်ဆိုရင်အင်းငွေရွက်ခရမ်းချီနီဒီရွှမ်းတဲ့မော်လာဦးနီရှုပ်ပြေဝီစတော်ဘယ်ရီဒီပန်းဒီလီမိုဒီနဲ့နက်နက်ဒီစတဲ့တူဝန်လန်နေစီယန်ရရှိနေပါတယ်။ဒါအပြင်မက်ဂနီဆီယမ်ပေါ်ကျွယ်ဝါစွာပါဝင်တဲ့အသီးရွက်တွေစားသုံးပေးနေပါတယ်။မက်ဂနီဆီယမ်ဓာတ်ကရောင်ရမ်းမှုရိုးကြတဲ့အပြင်အဆုတ်လေးတွေထွက်